ကတော့အသီးရွက်မစားချင်တဲ့သူတွေတောင်မှဒီဟင်းပွဲလေးကိုမြင်ပြီးစားခြင်းစပွဲဖြစ်သွားစေမယ်ရောင်စုံကြော်လေးလွတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တက်လို့ရောင်စုံလေးကြော်စားဖို့အတွက်ကျမကပန်းကော်ပီရဲ့မုံလာဥနီရဲ့မုံညင်းစိမ့်လေးရဲ့ကိုအသုံးပြုပေးထားပါတယ်ကြက်သွန်မြူချင်းလေးကိုလည်းအသုံးပြုပေးထားပါတယ်ရှင်ပထမဦးဆုံးအနေနဲ့စီပူလာရင်စားလေးပေါက်ထားပြီးဖဲပါမယ်ပြီးရင်ကြက်သွန်မြူလေးစိတ်ထူထားတာလေးထည့်ထားပေးပါမယ်ရှင်ကြက်သွန်မြူအညာလေးမွေးလာပြီးဆိုဂျင်းနှုတ်တို့ဆင်းထားတာထည့်ကြက်သွန်မြူလေးနှုတ်တို့ဆင်းထားတာထည့်ပြီးတော့ကြက်သွန်လေးဤလာတဲ့ထီချက်ပေးပါမယ်ကြက်သွန်လေးဤလာပြီးဆိုရင်ပန်းကော်ပီလေးတွေထည့်မုံလာဥနီလေးထည့်မုံညင်းလေးတွေထည့်ထားပေးပါမယ်ရှင်အသီးရွက်လေးနူးစေးရဲ့ရင်နူးလေးလည်းထည့်ထားပေးပါမယ်ရှင်အရသာအတွက်ကျမပိင္ကတာကြီးအကြည့်ရည်လေးထည့်မယ်ငပြခရုစီလေးလေးထည့်ထားပေးပါမယ်ရှင်ကျမစက်သားမှုန့်ကုန်တဲ့အတွက်ဟင်းချုံမုတ်ထည့်တာပေါ့နော်ဟောစက်သားမှုန့်တို့အရသာမှုန့်တို့အလိုတရှိမှုန့်တို့ဆိုရင်တော့ပိုကောင်းပါလေရှင်အဲ့ဒါလေးထည့်ပြီးတော့အဖုံးလေးပိတ်ပြီးအသီးရွက်နူးစေးရန်ခဏတည်ထားပေးပါမယ်ရှင်အသီးရွက်တင်နူးလာပြီးရလာပြီးဆိုရင်နောက်ပိတ်ဆုံးမှာငရုတ်ကောင်းလေးအုပ်လိုက်မယ်ဆိုရင်ဖြင့်စားခြင်းစပွဲတက်လို့ရောင်စုံကြော်လေးတစ်ခွက်ရရှိပါပြီရှင်အားလုံးပဲသုံးဆောင်ပေးကြပါအောင်ရှင်